လို့ရပြီးရင်ဘသူမှပြန်မတင်တော့ဘူးဒီလိုဆုံးသက်တော့ရင်ဘသူမှမထိုးနဲ့တော့ဘူးလွတ်မြောက်သွားပြီထင်ပေမဲ့တကယ်တော့ဟုတ်ပါမလားတေချာပြီလားတကယ်တေချာလားဒီဘဝရှုံးပေးလိုက်တော့မှလားတကယ်လို့ထွက်သွားရင်ဒီတန်တရားတွေကအမှန်တိုင်းငြိမ်းချမ်းခွင့်ရရှိပါမလားအထီးကျန်နေလို့နဲ့လာရောက်ငယ်အောက်ကအရေးတစ်ခုလို့မတွေ့ပါနဲ့ကိုယ်ပိုင်လင်းတွေထုတ်ဖို့အားလိုခဲ့ရင်ကိုယ့်ရဲ့မိစားလေးကိုမျှဝေမယ်အကောင်းဆုံးလေးတွေမဖြစ်ခဲ့ရင်တော့လက်လျှော့လို့ပါမမထူဘူးလေဒီလောကကြီးကကိုမရှိတော့ရင်တော့ဘာမှလည်းပါစေမလေးအတေးတီမချန်လို့စိတ်ကလေးကိုဖြေလျှော့ထားဆုံးတော့ဖို့တေးမီလို့ကိုလာကိုကိုင်ဆွဲထားအတေးမရှိတဲ့နေရာများစွာတို့ရဲ့ဘဝတွေထဲမှာဆောင်းနေအောင်မှာရှိတဲ့နေရာများစွာတို့ရဲ့ဘဝတွေထဲမှာဆောင်းနေအောင်မှာပါကလေးယာဆိုကောင်းတာပဲသူ့ကိုခန်းလိုက်ပြီးတဲ့နောက်မှာဆိုင်မှာလူပိုကြလာတော့တယ်ပေါ့လူလဲကိုကြီးကျွန်တော်လူကြီးတော်တယ်မလားအဲ့ပါဒီလိုချောပုံးသီးလေးကိုမင်းဘယ်ကနေရှာတွေ့လာဒီလိုပါပဲဗျာကဲလားရှိရတော့ကွာတော့ဒီညတော့အမှောက်တော့ကွာကိုကြီးမနေ့ကပတ်စံနေကုန်ပါပြီဆိုညီးမနေနဲ့နော်ဟာညီးเสียရလားဒီညကဟာအခုတလောငါတို့ဆိုင်ဝင်ငွေစံချိန်ချိုးလို့ဟောရီကငါတို့ဆိုင်ရဲ့ယတနာလေးကိုအထူးပြုစုတာကွာအထူးပြုစုတာဟုတ်ပါပြီဗျာဘလို့လဲကျွန်တော်လူရွေးတော်တယ်မလားအေးပေါ့တမ်းမို့နောက်ဆိုရင်ငါတို့ဆိုင်ရဲ့အမြဲတဲ့အဆိုရှင်ဖြစ်ထားအောင်ပါကွာကောင်းတော့ကျေးဇူးပါတောက်ပါတောက်ကျိုးစားတော့ညီလေးမင်းကလေးဖြစ်ပြီးစာမဝဲကြတယ်ဟမ်နင်တနေ့စာမလို့ပဲဘာလို့လုပ်နေရအမေကလည်းခါရီတော့ကြမှာပေါ့စာရီခက်တယ်အမေကတမီးကကျရှင်ကောင်းကောင်းလဲတက်ရတာမဟုတ်ဘူးပြီးတော့ထားပြီးကြရလည်းမဟုတ်ဘူးနင်ပေါ်တွေပြောမနေနဲ့နင်ပေါ်နေသည်အမလောက်တဲ့သူကစ조사ပြီးတက်နိုင်တဲ့လောက်ကြောင်းထားပေးနေတာဟာနင်မကစာ조사မှာပေါ့နင်စာ조사မှာပေါ့အမေကလည်းတမီးဘာလုပ်နေလို့လဲနင်ဘာလုပ်ရမှာလဲနင်ကိုလေကောင်းလေးတယောက်နဲ့တွေ့ရသူကတွေ့ရလို့ငါ့ကိုလာပြောတယ်ဟဲ့နင်ကိုနေမိန်းကလေးဆိုလည်းတတိထားအောင်ဟမ်ကြောက်လိုက်ကြလေခိုင်းကြောက်ထွက်လိုက်ဟာအမေကလည်းဘာမှမသိပဲနဲ့တမီးကကြောင်းမှာဆိုအစခံရအနှင်းခံရနဲ့စာအုပ်အာရုံစိုက်လို့မရဘူးနင်ဘာကြောင့်တင်နေလို့လဲရုပ်ကတည်းကတည့်ရလူတွေပေါ့အချောက်ရဲ့ညီမဆိုမှဝိုင်းစားကြရလေဟဲ့你让你姨丈他了三位家的给上，我把他甩天了嘞。ဘာ姨丈လဲမထားပါဘူးဆိုနေမှာ姨丈ထားရဲဆိုတော့ယောက်ျားနဲ့မိန်းကလေးထားတာပုံမှန်ပဲလေနေ့လိုယောက်ျားချင်းထားတာမှပုံမှန်မဟုတ်တာအမေတမီးအမေမဆုံးမတော့ဘူးလားမဆုံးမနေရလေမင်းကဘာလို့ဝင်ပြောနေရတော့အခုသူကိစ္စကိုကျွန်တော်မဆိုင်မနဲ့ဆွဲထက်ပြောနေရလေအမေမကြောက်လားသူပြောတာမှားလို့လားဟမ်ငါတို့မှတားယောက်ျားလေးတယောက်ပါပါတယ်အားကိုအောင်မလားမှတ်တယ်အားမကွာတယ်မင်းကြောင့်ငါတို့မှညံ့နာငယ်နေရတယ်အေးပြော
နင့်ကိုအချောက်ရဲ့ညီမလို့ဘာသူပြောရလဲပြောငါကိုယ်တိုင်တိုင်းရိုက်သွားရှင်းပါနော်အေးမဟုတ်လို့ကတော့နင့်ဖသားနေဖြစ်တဲ့ပြဿနာကိုငါလာဆဲမထင်နဲ့ ပြောရမှာဖြစ်လေနေအချောက်ဆိုတရက်ကလုံးကြည့်ရတရက်ကလုံးတော့ပြော တော်ပါတော့တန်ဖိုးသိရင်ဒီပါငါတို့ဘာအကူညီမမရရင်နေမနှောက်ရှက်ပါနဲ့နင်အေးစစ်စစ်နေစမ်းပါ ကျွန်တော်ကအခုဘာလို့နေလို့လဲအမေရဲ့အမေကအခုဘာလို့ကျွန်တော်ကိုပဲပြောနေရလဲပြီးတော့အခုဖြစ်တဲ့ပြဿနာတွေရောကျွန်တော်လည်းဘာဆိုင်လို့လဲ ဘာဖြစ်နေကြပြန်ပြီလဲသူအိမ်မရှိတာနောက်ချက်ကိုဖြစ်တယ်မေရဲ့ပြန်လာချင်းမောအောင်ဆိုတယ်ခုလည်းအငယ်ကိုဘာလဲနိုင်တဲ့စင်းနေလုံးနေပြန်ပြီလေ ဟောအေးပါငါပဲပြဿနာပါငါပဲပြဿနာဟုတ်ပြီလား ကဲတော့လက်မှတ်ရင်ထိုးတာ ဟုတ်ကဲ့လေ ကဲတော့တမီးမေမျက်နှာကြောင့်ချီးပေးတာနော်အတော်အရင်ရောတော့တေချာပြန်ဆက်လိုက်မယ် ဟုတ်စိတ်ချပါနဲ့တမီးတေချာပြန်ဆက်ပါမယ် ရော့ပစံ ကျေးဇူးပါချင်းကိုကြိုးစားမယ်စိတ်မပြတ်စေအောင်နော် ရောက်ကြည့်ရမလားနားလည်းနဲ့မနေဘူး ဟာကျွန်တော်လည်းပြင်းနေရတယ်ကိုတော့ခွေးနေတာ ဒီမှာအဲတော့ဒီသားအတွက်လာဟာ ဟာကျေးဇူးပါပဲကို မင်းကငါတို့ကကျေးဇူးတင်ရမှာပါဘောနဲ့တစ်သိမ့်မှာထဲပေါင်းတင်ရတယ် ဟာကျေးဇူးပါဗျာ နောက်လေးများများပေးနေအောင်လုပ်ရမယ်နော် ဟုတ်ကဲ့ဟုတ် တမ်းမို့ ဗျာ ဒီညနေနောက်ကြောက်ရွယ်ပြန်ကိုအားလုံးတိုက်ဖို့လုပ်တာ ဟာ ရှင်းနေမယ်ကွာဟာဒီတိုက်တာတော့ရတော့မှာဗော ဘယ်လိုလုပ်ရမလဲကိုရဲ့ကျွန်တော်ဒီနေ့အိမ်ကိုစောစောပြန်ဖို့လုပ်ထားတာပြီးတော့လာစားရတာကိုလည်းမေတို့ပေးချင်ပါလေ တောက်တော့ဘူးလားမင်းက ဟုတ်တယ်ဗျာ အဲ့တော့လည်းဘယ်တန်းနိုင်ပါမလဲအိမ်ကိုမြန်ပြန်ပြီးတော့အမေတို့ပြန်သွားချောင်းလိုက်နော် ဟုတ်ကဲ့ပါအဲ့ဒါလေးလက်ဆက်တယ်လို့ပြောတာနော်အာ ဒီရဲ့ခွေကကျမသမီးကိုဟတ်လိုက်လို့သူ့ဖေတာပြသိလို့ရတာပြဿနာပို့ဆိုးမယ်အဲ့တော့ကျမတို့ရှင်းမှာဒီခုတစ်ခုလုံးမှကျင်းတတ်မယ် ဝေးဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲနှစ်ခွေလေးနှစ်ခွေဟောဒီအမကြီးကတမီးကိုလိုက်ဆွဲလို့တဲ့ ချက်ချက်ကိုပြောရလား ဟဲ့နှစ်ခွေကဘယ်နှကောင်ရှင်းနေလို့လဲသူ့ပဲပေါ့ နင့်ခွေလားအဲ့ဒါခွာပဲခေါ်ပါတဲ့ထဲကိုပြေးသွားတယ် ကလေးကိုကိုက်မိသွားလို့လားအမ အမလေးငါသမီးကိုမကိုက်မိလို့တာပေါ့ကိုက်များကိုက်မိခေါ်ရတယ်မဟုတ်အဲ့မှာမီးရှို့ပြင်မှာ ဟဲ့ပြန်ရှာပေးလိုက်လေမင်းခေါ်လိုက် မေရလဲဗျာဒီအမောက်ကျွန်တော်တောင်းပန်ပါတယ်ဗျာခွေးကကိုက်မိသွားမှာမဟုတ်ပဲနောက်မဖြစ်စေရပါဘူးနော် တောင်းမယ်လို့ရမလားငါသမီးကနောက်လဲဒီလိုပဲသွားလာနေဦးမှာလေကိုက်မိသွားလို့ရှင်ဒီဘာလုပ်ဝင်မှာလဲပြော ဟဲ့တမိုးတင်စကားမရှိနဲ့ခေါ်ဆိုခေါ်ပေးလိုက်လေထပ်ဖြစ်စေတာကိုလို့နေရတောင်းဝင်ယူနိုင်လို့လား အေးမရှိပဲခိုးမို့လို့ဆိုတာဒါမျိုးပေါ့ကိုခွေးကိုမနိုင်မဲနဲ့အာမကြီးစွတ်ကံနေတယ်ခင်ဗျားတို့ကဒါကြွေးလိုက် အဲ့လေဘာတန်မိုးရှိလို့လဲအဲ့မွေးခိုးစလာထားလိုက်ပါတော့အခုကလမ်းမေးခွေလေကြီးကြီးကျယ်လာပြောနေတယ် ရော့ခေါ်ပြီးထားကိုကျွေးလိုက်ဘာရမ်းလို့နေရလဲခေါ်လိုက်လေအဲ့ခွေကိုက်နင့်မှာရောစရာရှိလို့လား ဟာဗျာကျွေးမယ်ဆိုမြန်ခေါ်ကျွေးလိုက်နောက်မှဆိုကျွန်တော်အဲ့ခွေးရိုက်တတ်ပြီပါနော် ဘာလို့နေရလဲမြန်ခေါ်လိုက်တော့ချိန်နေကုန်တယ် ကျွန်တော်ခွေးကိုထိရဲထိချင်နော်ကျွန်တော်လည်းဗာပြန်လုပ်ပြီးမယ်ဆိုတော့မသိဘူး တမိုးလေနေဘာဖြစ်နေလဲခွဲတာပြီလားနေယူနေလားနေယူနေပြီလား ဘာလို့တတ်ပေးရမှာလဲဗျာခင်ဗျားတို့ကလေးကိုကိုက်ရောကိုက်မိလို့လားသူ့ကလည်းအသက်တစ်ချောင်းနေဗျအေးအဲ့လိုအသက်တစ်ချောင်းလွယ်လွယ်နဲ့တက်ပြစ်ဖို့ပြောတယ်ခင်ဗျားတို့ကမှအဲ့ခွေးလောက်တော့အသိဉာဏ်မရှိတဲ့လူတွေဗျ တမိုးတင်နေပြဿနာကိုကြည့်ရအောင်မြလား နေလည်းမစားပိတ်ထားကြဟာဟုတ်ပြီကျွန်တော်လည်းချက်ချက်နဲ့ထွက်သွားရပြီမလား အေးရပြီထွက်သွားမင်းထွက်သွားအဲ့လိုပြဿနာအေးထွက်သွားအခုထွက်သွားခွဲတာပဲပြန်လိုက်တော့ တမ်းမို့ငါဘာထိုင်လို့လဲ အိမ်မပြန်ခြင်းသေးလို့ခဏထိုင်နေတာ သူ့ပဲမိုးဆိုးတော့ ရတယ်ကျွန်တော်ဒီမှာပဲထိုင်နေမှာ
那你不要那么多了，我爷爷嘛咯，哎龙不是，ရှားပါလေဆိုနေအောင် 我都知道吧，一起领了， သူ့နာမည်ကကြက်ကြက်တဲ့ 姐姐，姐姐，那不要，你跟你给不要一点嘛，黑你， ဟဲ့ကိုကြီးလေဟိုမှာခေါ်နေဟာရ 那如果你见过，那帮你。 ကြက်ကြက်ကစေးကမှလည်းကောင်းတဲ့အဆင်ပြေပါမလား ပြည်ပါတဲ့တန်ဖိုးရဲ့ဈေးကကုတ်တိုက်အောင်ပါပဲဆိုတော့လေကာကွယ်ဆေးထိုးပြရတယ်ကိုကိုယ်တိုင်တောက်ခေါ်ပေးမယ်ဟုတ်ပြီလားတန်ဖိုးပိုက်စားနေပြီ ကျွန်တော်ဘိုင်းမစားသေးဘူး ပိုက်စားနေပြီမလားကိုခေါက်ဆက်တောက်ပြပေးမယ်နော်ခဏစားအမေခေါက်ဆက်လို့ရလား စားရအောင်ပါပေါ့ စပွဲကတစ်ခါယူလာလိုက်တယ်စားဦးရနော် ကျွန်တော်အိမ်ဘွားဆင်းလာတာအဲ့ဒါသိရမလား သိရလေ ကြက်ကြက်ကရက်ခွက်ထဲကကလေးတယောက်ကိုလိုက်ဆွဲလို့တဲ့အဲ့မိသားစုကအိမ်ကလူတွေရောက်လာပြီးတော့ကြက်ကြက်ကိုဘာမှမသိဘူးကြွေးခိုင်းနေကိုရဲ့အဲ့ဒါကျွန်တော်လည်းမကြွေးဘူးလို့ရောအော်ကြီးရဲ့ကျန်တဲ့ပြဿနာတွေဖြစ်ကြတယ်ပြဿနာတွေဖြစ်လိုက်တိုင်းမှာအမေရောအမရောကကျွန်တော်ဘက်မှာမရှိဘူးအများနဲ့ကျွန်တော်တယောက်တည်းပဲကျွန်တော်ကဒီပတ်ဝန်းကျင်အတွက်ဗိုင်းရပ်စ်ပိုးမတစ်ကောင်တော့ဖြစ်နေပြီလားမသိဘူးကိုရဲ့ခါလေကြရင်လေဒီလောကကြီးကကျွန်တော်မရှိမှအေးဆေးမှလားဆိုပြီးတော့ကျွန်တော်တွေးဘူးတယ် ကိုအိမ်မောကနေဆင်းလာခဲ့ရ9နှစ်ကျော်ပြီခလေးတာလာရွယ်တဲ့ဆင်းလာခဲ့တာဆိုတော့ကိုညီရပဲကိုကိုအစားအစာကူညီပေးခဲ့ရတယ်ကိုအိမ်မှာမိသားစု9ယောက်ရှိတယ်အဖေရယ်အမေရယ်ပြီးတော့အမ2ယောက်ရယ်သူတို့4ယောက်ကတစ်ဖက်ကိုကတစ်ဖက်အမြဲတမ်းပြဿနာတွေဖြစ်နေခဲ့ကြတာလေအဲ့ခံစားချက်ကိုနားလည်မလားတော့မသိဘူးကိုဘာပဲပြောပြောဘာပဲလုပ်လို့အပြစ်ဖြစ်နေပြီးတော့သူတို့အတွက်စိတ်နှောက်ယှက်ဖြစ်ရတယ်လို့မျိုးအမြဲတမ်းအသုံးမဝင်တဲ့လူတယောက်လို့ခွဲခြားဆက်ဆက်ခံခဲ့ရတာလေ ကျွန်တော်သိရပါဘောအဲ့ဒီခံစားချက်ကိုကျွန်တော်သိတည်တာပေါ့ အဲ့တော့ကိုအတုံးမကြဘူးအတုံးဝင်ဘူးဆိုပြီးတော့ခံစားလာရတယ်အဲ့တန်တွေကိုကြကြမခံနိုင်တော့လို့ကိုအိမ်မောနေစဉ်းစားနေလိုက်တာ9နှစ်လုံးတစ်ခါမှမပြန်ခဲ့ဘူးအခုတော့လေအတုံးဝင်တဲ့လူဖြစ်လို့ခက်နေဆိုင်မှာကိုတရမရှိရတော့ဖြစ်ဘူးလေတွေ့ရမလားဟိုဆိုင်မှာဆိုအစုံတော့လို့တမအကုန်လုံးကိုပဲလောက်ရတာတမို့ကိုစိတ်ကိုမပျော်ရွှင်စေမဲ့ကိုစိတ်ကိုနှောက်ယှက်ဖြစ်စေမဲ့အရာတွေဆိုရင်စွန့်လွတ်ပြဖို့စွန့်ခါပြဖို့ဝင်မလေးနဲ့ဒါပေမဲ့တနေ့ကျရင်တော့သူတို့နားလည်လာမှာပါ ညောင်းနေရတာပါပဲ ဆက်
စွာတို့ရဲ့ဘဝတွေထဲမှာဆောင်နေအောင်မှာကလေးရရှိတဲ့နေရာများစွာတို့ရဲ့ဘဝတွေထဲမှာဆောင်နေအောင်မှာပါကလေးရ 11 take 2 okay roll နော်11 take 2နော် okay ခရဘာလို့တာခရဘာလို့တာခင်ဗျအာ sorry ဒီမှာပြောအေးဟုတ်တယ်အဲ့တော့လို့ပြောမလို့အေးဟုတ်တယ်ဆိုတော့ တော့လည်းရပါလားနည်းဆောရပါလားကြည့်ဟုတ်ရှူတင်တစ်ခုလုံးပါအောင်ရှူတင်တစ်ခုလုံးပါအောင် မိသားယောက်ျားစင်မမဟုတ် ကဲတော့ပါတော့အေးအရှိမတကယ်ကြီးဆိုင်အားနာအောင် ရလေ sorry ဟာဖြစ်နေကြပြန်ပြီလေ ရံဝဲ ဒီကနေ့တချောင်းပြောတော့တော်တယ်